ခုတက်လာပြောတာကကျွန်တော်ပြောဖို့မိတ်ကြံခဲ့တဲ့စကားလေးတွေကျွန်တော်တက်လာပြောချင်ဖြစ်ပါတယ်ကျွန်တော်ဘာတွေပြောချင်လဲဆိုတော့ငါသိငါတက်ငါပဲနားလဲတယ်ငါကောင်ကတကိုးရှင်ပါဆိုတဲ့လူတလိษံမောင်ပြောချင်တယ်ငါနိုင်ငံတစ်ခုလုံးမပြောချင်ဘူးအိမ်မီဆန်မင်းသေးသေးချာချာနောက်ထောင်သွားငါပုတ်တွေ့နေပေါ့မင်းလဲတဝဲမှာငါတဝဲသားတနိုင်ငံလုံးချီငါမပြောဘူးနော်တနေသားဤတိုင်းဆိုတာမင်းရဲ့မွေးရဲ့ဇာတိမင်းချစ်မြုပ်တဲ့နေရငါတို့အခုတဝဲမှာမင်းတို့လူမျိုးဖြစ်တဲ့ငါလူမျိုးဖြစ်တဲ့တဝဲလူမျိုးတွေသိနေကြတယ်မင်းကတကိုးရှင်ဆိုတော့မင်းဘာလို့ပေးမလဲမင်းဘလို့လုပ်ပေးမလဲငါစောက်ကြည့်မယ်မင်းကကိုတကိုးရှင်ကြီးပါဆိုလို့ကြွေးကြော်ထားတဲ့ကောင်မဆိုတော့မင်းတော့သိတဲ့လူမရှိဘူးပေါ့နော်မြင်ငင်လျင်လှုပ်တာတော့မင်းဒေါသထွက်လို့ဆိုတော့စွမ်းဆက်ကကဘာမှမသေးဘူးဖြစ်တဲ့အတွက်ငါတို့အခုမင်းလူမျိုးငါလူမျိုးဖြစ်တဲ့ဒဝဲလူမျိုးတွေသိနေကြတယ်မင်းဘယ်လိုလုပ်ပေးမှလဲအခုမြင်ငယ်လို့တာဆိုတော့နိုင်ငံဆက်ကွာနော်ပြပမှလည်းသိကြတယ်ကွာမင်းလို့လိုက်လို့ပေါ့ကွာနော်မင်းပြောတဲ့စကားပေါ်မှာမူတည်ပြီးမင်းဒေါသထွက်လိုက်လို့အခုဆိုမင်းကငါတို့တနေတိုင်းမှာရှိတဲ့မင်းလဲဒဝဲလူမျိုးငါလဲဒဝဲလူမျိုးဖြစ်အောင်ဒဝဲလူမျိုးတွေသိနေကြတယ်မသိအောင်မင်းပြုံးပြမှာလားဒါမှမဟုတ်မင်းမဲပြမှာလားငါအဲ့ဒါစောက်ကြည့်မယ်ပါစက်ကငွေမပေးရတိုင်းလိမ်မကုန်တိုင်းရှောက်မပြောနဲ့ကြားလာအင်းစံမင်းဟာဘာနဲ့လာတရန်တူလဲလို့တရားကျိုးမချီတဲ့ခွေးလို့အစမစားတဲ့တရောင်းစားတဲ့မင်းဆက်ကပို့ဆိုးလာတယ်ဒီလားဆေးမမိတော့ဘူးအင်းစံမမိတော့ဘူးဘာဖြစ်လို့လဲအခုချိန်မှာလူတွေရဲ့ရင်ထဲမှာဒီလားပူဆွေးသောကရောက်နေတဲ့အချိန်မှာမင်းရဲ့စကားတခွန်းကြောင်းနဲ့မလို့အပ်ပဲနဲ့ဆူပွားသွားတယ်မင်းမှာကိုချင်းစာတဲ့စိတ်လုံးဝမရှိဘူးသိလားဘာဖြစ်လို့လဲဒီမြင်ကလေးတွေမှာမင်းမိဘတွေမှာပါမမသွားတာမင်းမိဘတွေပါသွားရင်မင်းဒီစကားပြောထွက်လာမှာမဟုတ်ဘူးအခုဒီမှာငါတို့ရဲ့နာဂတ်မဲ့နေချင်မှာပြည်ပမှာပြည်တွင်းမှာရောပြည်သူတွေမှာဘလောက်ထိသောကပူဆွေးရောက်နေမလဲဆိုတာနှစ်ခါဆူဆောင်းလာတဲ့ဒီဖတ်ညို့လေးတွေပျက်စီးသွားတာဘလောက်ထိငိုကြွေးနေရမလဲဆိုတာမင်းကိုချင်းစတိုက်ရင်မင်းဒီစကားတွေပြောလို့ထွက်မှာမဟုတ်အဲ့ဒါကြောင့်မင်းရဲ့အုံနှောက်ထဲမှာလူတိတာမရှိဘူးလူထဲမှာမင်းကလူသိလားသုံးစားမရတဲ့လူမြမမြေပေါ်မှာနေပြီးမြေလေးတဲ့ဆင့်မရှိတဲ့လူအဲ့ဒါကြောင့်မင်းစကားကိုမင်းတောင်းယူပါပြည်သူတွေသက်သွေးချွေးသွေးမြေတွေကြားထားတာဟာလေနော်ဘွားတွေဆုံးရှုံးထားတဲ့အိုးအေးတွေဆုံးရှုံးထားတဲ့ဟာလေမင်းစကားကိုမင်းတောင်းယူပါလို့ပြောချင်တယ်မင်းတောင်းယူမှုတောင်းခံမှုမရှိဘဲနဲ့ဒီစကားတက်ပြောထားတာဖြစ်တဲ့အတွက်တောင်းယူမှုတောင်းခံမှုရှိအောင်မင်းဘက်ကတုတ်ပြန်လာမဲ့စကားတိုင်းကိုငါစောက်ကြည့်နေမယ်သဘောပေါက်ဖို့လို့လိုတယ်နော်အေးမီဆန်